ဒီကောင်လေးမှာမော်ဂျစ်ခဲတန်တစ်ချောင်းရှိပြီးသူဆွဲရေးလိုက်တဲ့အရာတိုင်းဟာတကယ်ဖြစ်လာနိုင်ပါတယ်။တနေ့မှာပန်းသီးတစ်လုံးကိုဆွဲရေးကြည့်တဲ့အချိန်မထင်မှတ်ပဲပုံထဲကနေအတန်ကြီးတစ်ခုရုတ်တရက်ထွက်လာပါတယ်။ကောင်လေးကစိတ်ဝင်စားသွားပြီးပုံထဲမှာဘာရှိလဲဆိုတာကိုတဖြည်းဖြည်းသွားကြည့်လိုက်ပါတယ်။မထင်မှတ်ပဲပုံထဲမှာပန်းသီးတစ်လုံးတကယ်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်သွားတာလဲဆိုတာမသိလို့စိတ်ရှုပ်ထွေးသွားပြီးဒီတစ်ခါတော့ဒေါ်လာ10တစ်စောင်ကိုဆွဲရေးလိုက်ပါတယ်။ဒီတစ်ချိန်မှာပုံကိုပြန်စစ်ကြည့်တဲ့အခါဒေါ်လာ10တစ်စောင်တကယ်ပဲအထက်မှာရှိနေတာကိုတွေ့လိုက်ရပါတယ်။သူမြင်လိုက်ရတဲ့အရာကိုယုံမရနိုင်တော့အောင်အံ့ဩသွားပြီးမကြခင်ငါချင်းတာလာတော့မယ်လို့စိတ်ထဲမှာထင်ပါတယ်။ဒါပေမဲ့ဒေါ်လာတစ်စောင်နဲ့မလုံလောက်ဘူးဆိုတာကိုသိလိုက်ပြီးဒီတစ်ခါတော့ဒေါ်လာ10စာရွက်တွေကိုအစုလိုက်အပြုံလိုက်ဆွဲရေးလိုက်ပါတယ်။ပုံကိုထပ်ပြီးစစ်ကြည့်တဲ့အခါဒေါ်လာစာရွက်တွေတကယ်ပဲအထက်မှာရှိနေတာကိုတွေ့လိုက်ရပါတယ်။သူအရန်ပျော်ရွှင်စိတ်လှုပ်ရှားသွားပြီးသူ့မှာမိန်းကလေးကြီးစားမရှိသေးတာကိုသတိရသွားပါတယ်။ဒါကြောင့်သူ့အိမ်မက်မိန်းကလေးကိုဆွဲရေးကိုအញ្ញံဆုံးပြန်သွားလိုက်ပါတယ်။စာရွက်ပေါ်မှာ sexy ဖြစ်တဲ့မိန်းကလေးတစ်ယောက်ကိုဆွဲရေးနေတာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတကားကိုထူးခတ်တဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။ဒါကြောင့်စာရွက်ကိုချထားပြီးတကားကိုဖွင့်ဖို့သွားလိုက်ပါတယ်။ပြန်လာတဲ့အချိန်မှာတော့အလူထူးဆန်းပြီးကြောက်မဲ့ဖွယ်မိခွေတစ်ခုကိုတွေ့လိုက်ရပါတယ်။ဘုံကအလူရောက်ဖွင့်ထွက်လာပြီးအထက်ကနေလက်တစ်ဖက်ကတဖြည်းဖြည်းထွားထွက်လာနေပါတယ်။